ဦးဟင်းလေးချက်စားကြမယ်ဒီငယ်ချင်းတို့လာစားကြပါအောင်ကျဦးနဲ့ခရမ်းချင်းဒီနဲ့เขาเปลี่ยนนี่แหละไม่ถูกเวลาเลยเนาะ မွေးမတရားလေးအရန်စားလို့ကောင်းတယ်ကြိုက်မယ်ကြိုက်အနန္တရွယ်လေးအုပ်မယ်စားလို့ရပြီဟင်းရကျက်သွားပြီဒီငယ်ချင်းအားလုံးပဲလာစားကြပါ